တူးတယ်နောက်တစ်ခါကဲပါဒီနေ့ဒါကျွန်တော်ခန်းနာမှုပေါ့နော်လုံးပါဖြစ်ပါတယ်ကျွန်တော်နာမည်ကမော်ဘီလို့ခေါ်ပါတယ်ဒီနေ့ပေါ့နော်ကျွန်တော်ဒီအခမ်းအနားမှုလုပ်မယ်ဆိုပြီးတော့တာဝန်ရတဲ့အချိန်မှာပေါ့နော်ကျွန်တော်စိတ်ထဲမှာခံစားရတယ်ဆိုတော့ကျွန်တော်တို့ဒီ youth camp ပေါ့နော်TBCY ရဲ့ youth camp ကိုဒီစနေရက်နေ့မတိုင်ခင်ကလေးကအများကြီးကြိုးစားပြီးတော့လုပ်ခဲ့ရတယ်ဒီနေ့မှာပြီးဆုံးမယ်ဆိုပြီးတော့အောင်မြင်မှုပေါ့နော်အဲ့ဒီ youth camp ပြီးဆုံးကြအောင်မြင်မှုတခုဒီနေ့ထိကျွန်တော်တို့နဲ့အတူပါရှိတဲ့ဖျားရှင်ပြန်ထားမြောင်းတဲ့နေ့နဲ့တိုက်ဆိုင်နေလို့ကျွန်တော်အရင်ကျေးဇူးတင်ပါတယ်ဒီနေ့မှာကျွန်တော်တို့ဖျားတခင်ယေရှုရှင်ပြန်ထားမြောင်းတဲ့နေ့မှာကျွန်တော်တို့ youth camp ကိုအတူတူပြီးဆုံးခွင့်ပြီးတဲ့အတွက်ကြောင့်ဒီနေရာမှာကျွန်တော်တို့လုပ်ခဲ့တဲ့ youth camp အရာ youth camp တွေပေါ့နော်ဒီအကြောင်းအရာတွေပေါ့နော်ဒီကျွန်တော်တို့လူငယ်တွေအားလုံးရဲ့ရင်ထဲမှာဘယ်လိုပြောမလဲခြာဝရရှိနေမယ်လို့ကျွန်တော်ပြောလေးပြပါတယ်ကျွန်တော်အခုလေကြောရှိသွားလို့ sorry ပါအခုချိန်မှာပေါ့နော်ကျွန်တော်အခမ်းအနားအစီအစဉ်တွေကိုကျွန်တော်ကြီးညာပြပါမယ်ပိတ်ဆက်ခြင်းအစီအစဉ်ကိုကုစားဘွားလုပ်ပြီးမှဖြစ်ပါတယ်ဒီတဲ့ချိန်ကျရင်ဂုဏ်တော်ချီးမွမ်းခြင်းမြို့မရွတ်ဒီအရှင်တဲ့တော်ကလူငယ်ပေါ့နော်သူတို့ဂုဏ်တော်ချီးမွမ်းခြင်းကိုလုပ်ပြီးမှဖြစ်ပါတယ်ပြီးတော့တရားဒီတနာဝင်အားပေးခြင်းဆရာရွတ်စာပြတ်ထောင်းပေါ့နော်ပြီးတော့ဆရာပြတ်ထောင်းပြီးတော့လို့ရှိရင်ဂုဏ်တော်ချီးမွမ်းခြင်းတော့မယ်ပြီးတော့ပြီးတာနဲ့ကျေးဇူးတင်စကားပြောခြင်းနဲ့မေတ္တာလက်ဆောင်များပေးခြင်းပြီးတော့ဂုဏ်တော်ချီးမွမ်းခြင်းထပ်လာမယ်ပြီးတော့မနေ့ပြန်အတွက်စစ်စစ်များကြီးညာပြီးပါမယ်ပြီးတော့ TBC1 Youth Camp 2019ပြီးဆုံးကြောင်းကြီးညာမဲ့အချိန်ဖြစ်ပါတယ်လို့အခုချိန်မှာတော့ကျွန်တော်မိတ်ဆက်ပေးခြင်းအစီအစဉ်ကိုပူဇော်မှုဖိတ်ခေါ်ခြင်းပါတယ်လို့ Hallelujah. Okay, at the end of the going now. Hallelujah. Okay, it's rolling to Mary on Padana. Okay, Lumeri, no? The Masiari, she has a very young love. She does not throw Lumeri. To Mena Joe, over he dies something at home, no? Lumeri, Piashi, Uni, Rapide. And so not come. Hallelujah. Okay, hello, then Jazina. Okay. 제주도네 서로 메시지 시즌으로 저로 인성원어 저로 인성 저로의 룸에원어 어때노의 디데기 친 어때노의 유파스타원어 메시지 페이지 말에 저로 유파스타로 서버 비피 말에 제주도의 시험한테 비바원 저번에 비로구나 TV သားရေလူကြီးမြောက်များစွာရှိရတဲ့ရှင်းရှင်းလင်းလင်းသိအောင်ဆိုရောเนาะမြင်တွေ့အောင်ဆိုရောပြောတော့လေခိုင်းတာဖြစ်တယ်ပြီးတော့ကျွန်တော်တို့UEC ပေါ့เนาะလူငယ်ကောင်းဆောင်တွေတစ်ချက်လောက်မသိပေးပါအောင်ကျေးဇူးပြုပြီးတော့လူငယ်ကောင်းဆောင်တွေတည်တယ်ပေါ့เนาะကျွန်တော်တို့ဒီမှာ MCU ပေါ့เนาะအခမ်းအနားမှုကိုချောချောမွေ့မွေ့ပြုလုပ်ပေးမယ်ပေါ့เนาะသူကတော့ကျွန်တော်ရဲ့လူငယ်ပေါ့နော်အတွင်းကိုyouth secretary ဖြစ်တဲ့ကိုမန်ပြပြပါတယ်တပတ်လောက်လည်းပြတော့ရပြီပေါ့ကြောက်ကောင်းလို့မယ်နော်ကျေးဇူးရရတယ်ထိုင်လို့ရပြီ Okay ပြီးတော့ကျွန်တော်ရဲ့လူငယ်ကောင်းလူငယ်ဥက္ကဋ္ဌပေါ့နော် youth president ဖြစ်တဲ့ကိုတောင်စုံလက်လေးတစ်ချောင်းပြောင်းမယ်ပေါ့ Okay ဒီရှိရှိနဲ့ပေါ့နော်ကိုတောင်စုံပြပါတယ်ကျေးဇူးတင်ပါတယ်ထိုင်လို့ရပါပြီပြီးတော့ဘာသာရေးပေါ့နော်ကျွန်တော်ငွေချင်းခံပြပါတယ်ကျေးဇူးပြုလက်တစ်ချက်လောက်ပြောပါဒီရှိရှိနဲ့ရုပ်လေးကန်နဲ့အကောင့်လေးတော့ပဲပေါ့နော်ဒီနေ့တော့ဒုက္ခလာမရှိစားဘူးထင်တယ်ပေါ့နော်ဒီအလိုတွေနဲ့ဒီအလိုတွေတော့နည်းနည်းလေးဆိုပါပြီပေါ့နော်ပြီးတော့ဒီအရှိမပေါ့မတည့်တဲ့သူကတော့သူရဲ့ sport director ပေါ့နော်အားကစားဘက်ကိုဦးဆောင်ပေးတဲ့
ကိုပါဝေးလို့ခေါ်ပါတယ်ကျေးဇူးတော်ပါညိုချောလေးဖြစ်ပါတယ်ပြီးတော့ဒီကမြန်မာနယ်ပေါ့နော်ဝဝလလသူကတော့အခမောခေါ်ပါတယ်သူကတော့ကျွန်တော်ရဲ့ဒီကံအားပါပေါ့နော်စိတ်နိုင်နေနဲ့တောင်းယူပေးတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့ဒီကNGPQ လေးပေါ့နော်ဝဝလေးပေါ့နော်ထွတ်ထွားလေးပေါ့နော်သူကတော့ဆောင်းလင်းလို့ခေါ်ပါတယ်သူကလူငယ်ကဏ္ဍမှာsocial ဘိုင်းပေါ့နော်လူငွေဘိုင်းဒီ social လူငွေဘက်ကိုဦးဆောင်ပေးတဲ့လူငယ်ကောင်းဆောင်တယောက်ဖြစ်တယ်ဆိုတော့ပြောပြချင်တယ်ကျေးဇူးတင်တယ်ထိုင်လို့ရပြီပြီးတော့နောက်ဆုံးမှာပေါ့နော်ရုပ်ကလေးကြည့်နေပါနော်ချက်ချောလေးကြောက်ချလေးပေါ့နော်နေလို့ပဲနော်ဒီလိုနာမည်ကတော့ကျွန်တော်တို့ခေါ်တယ်ကျွန်တော်တို့ president ရှိမှာပေါ့နော်ဖျားကိုအရင်ချစ်တယ်ဖျားအတွက်တောင်းချက်ကြဖျားချက်ကြပေါ့နော်အောင်စိတ်ကနေတယ်သမီးတယောက်ဖြစ်တယ်လို့ကျေးဇူးတင်တယ်ထိုင်လို့ရပြီပြီးတော့ okay ကျွန်တော်ပေါ့နော်ဒီကလူငယ်ကဏ္ဍမှာဒူဥက္ကဋ္ဌအနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ကျွန်တော်နာမည်ကတော့ခုန secretary ပြောတဲ့အတိုင်းပေါ့နော်ဆမ်ပူလို့ခေါ်ပါတယ်ကျေးဇူးတော်နာမည်ကတော့ဆမ်လို့ခေါ်ပါတယ်တော့ကျန်တဲ့ဟာရတိတ်ဆိတ်သေးခြင်းပေါ့နော်ကျွန်တော်အခမ်းအနားပြီးမှပဲတွေ့ရအောင်လို့ okay ကျေးဇူးတင်တဲ့ဆက်လက်ပြီးပေါ့နော်ဒီလိုရှုပ်ကပေါ့နော်ဖြစ်မြောက်ဖို့ရတဲ့ကျွန်တော်youth camp committee ပေါ့နော်ဖြစ်မြောက်ဖို့ရတဲ့အမျိုးမျိုးကျွန်တော်လှုပ်ဆောင်ပေးတဲ့ youth camp committee တွေကိုလည်းကျွန်တော်message ပေးခြင်းနဲ့youth camp committee မှာပါဝင်တဲ့တကယ်ချင်းတွေအားလုံးကျေးဇူးပြုလို့ဆက်လက်ပြီးမှတည့်ရပေးပါအောင်လူငယ်ကောင်းဆောင်တွေရော youth camp committee မှာပါဝင်တဲ့တကယ်ချင်းအားလုံးကျေးဇူးပြုမှတည့်ပေးပါအောင်လက်ခံပြီးတော့ အခု easy တွေခဏပြန်ထိုင်နေမယ်နော်ကျန်တဲ့သူကျွန်တော်ဆက်ပေးမယ် okay ဒီကအကိုရဲ့နာမည်ကဘယ်လိုခေါ်ပါသလဲအမဟုတ်ဘူးနော်ဒီအကိုရဲ့နာမည်ကတော့ဘာလဲကျွန်တော်မေးသွားရင်ကိုဝီလျံဂျွန်လို့ခေါ်ပါတယ်ဝီလျံဆိုတာအင်္ဂလိပ်လိုပေါ့နော်ချင်းလိုပါတာပြင်လိုက်တော့ထုံးလို့ပြောတာပဲနော်မဟုတ်ပါဘူးနော်ကိုဝီလျံဂျွန်လို့ခေါ်ပါတယ်ချစ်စလို့နာမည်ပေါ့နော်သူကတော့ကျွန်တော်ရဲ့ကဲမှာအထူးပဲပေါ့နော်ကားတွေရောဝေဝဆအားလုံးပေါ့နော်ကျွန်တော်ကားနဲ့ဆိုင်လာဆိုအားလုံးတောင်းယူပေးတာဖြစ်တယ်ပြီးတော့ prison worship မှာလည်း abyss ပေါ့နော်ကျွမ်းချင်းပပိုင်နိုင်ပေါ့နော်ကျွန်တော် performance အပြည့်နဲ့ပေါ့နော်ဒီကပ်ပေးတယ်ကိုဝီလျံဂျွန်ပြပါတယ်ကျေးဇူးတင်တယ်တော်တော်လေးကောက်တီးပြပါအောင်ပြီးတော့ဒီကပေါ့နော်ကျွန်တော်ဘောလုံးအင်ဂျီလေးနဲ့ပေါ့နော်ခက်ခက်လေးပေါ့နော်ဒီအကူကတော့ကိုပြန်သွားလို့ခေါ်ပါတယ်သူကတော့ကျွန်တော် prison worship မှာပေါ့နော်ဒီ youth camp committee ရဲ့ prison worship မှာပါဝင်အားဖြည့်ပေးတဲ့လူငယ်ခေါင်းဆောင်ပေါ့နော်ရောက်ဖြစ်တဲ့ပြီးတော့အသင်းတော်မှာလည်းပေါ့နော်TCC ကျောင်းတော်မှာလည်းကျောင်းထိုင်ဆရာတော်မဟုတ်ပါဘူးပေါ့နော်ကျွန်တော်လူငယ်တွေတည်လာကျောင်းထိုင်ဆရာတော်ဆိုပြီးတော့နောက်လာပေါ့နော်TCC ကျောင်းမှာလည်းပါဝင်ပြီးတော့အသုံးတော်ခံနေတဲ့ကျွန်တော်ရဲ့ဆရာဆိုလည်းဟုတ်တယ်အကူဆိုလည်းဟုတ်တယ်ပေါ့နော်ဖျောင်းကိုအရင်ချစ်တဲ့သူတယောက်ဖြစ်တယ်ဆိုတော့ပြောချင်တယ်ကျေးဇူးတင်တယ်သူကလည်းလက်ခုပ်တီးပေးပါအောင်ဒီတော့ကိုချင်းဘလုံးခေါ်ရပါတော့ပေပေလေးလေးနဲ့ပေါ့နော်အရင်ဖိတ်လို့ကျွန်တော်ညဘက်ဒီဘက်ချမ်းမှာအေးတယ်ဆိုတော့လေအခန်းနေရလည်းအရင်ကျင်တော့ကျွန်တော်ညမှာနေအောင်အေးတာလေအရင်ချောင်းလာပဲတေးလို့တော့ကြည့်တော့မျက်နှာရဘယ်လောက်မှမပါဒီလောက်လေးပဲအလကားစားတာပါဖေးအကောင်းကြည့်ပြလို့ပေါ့နော်ကျွန်တော်ကိုချင်းပို့လို့ခေါ်တယ်ကျွန်တော်youth camp မှာပေါ့နော်ဒီ information ဒီသတင်းအချက်အလက်ပဲဖြစ်ပြီပေါ့နော်ဒီ information အပိုင်းပဲဖြစ်ဖြစ်ဒီ video ရိုက်တာအဆက်ဆက်ရိုက်တာပေါ့နော်ဒီ information ပိုင်းနဲ့ပတ်သက်ပြီးအားလုံးတောင်းယူပေးတဲ့အကူတယောက်ဖြစ်တယ်ပေါ့နော်အရန်သူစီမှာကျွန်တော်လူလာရှိလို့ရှိပေါ့နော်ကွန်ပျူတာနဲ့ software နဲ့ပတ်သက်ပြီးတော့နော်လူလာရှိလဲသူစီမှာအကူနေတောင်းလို့ရပါတယ်အရန်သဘောကောင်းတယ်ပေါ့နော်အကူကြီးဖြစ်ပါတယ်ကိုထောင်းစကြင်ပေါ့နော်ကိုထောင်းစကြင်ဖြစ်တယ်ဆိုတော့ပြောချင်တယ်ကျေးဇူးပဲထိုင်လို့ရပါပြီလက်ခံပြီးပါပြောတယ်ပေါ့နော်ကျွန်တော်တို့ချက်ခဲ့တယ်ပေါ့နော်
တပ်ပုံရိုက်တော့လည်းအရင်ကျွမ်းနေပေါ့နော်ကျွန်တော်အဖြစ်နေပါရောဘာပြီးတော့တပ်ပုံရိုက်ချင်တယ်ဆိုလဲသူ့နော်မဖိုးလေးပဲဖြစ်ဖြစ်ပေါ့နော်ပေးစရာမလိုပါဘူးပေါ့နော်ခေါ်ပြီးတော့ရိုက်ခိုင်းလို့ရပါတယ်ရုပ်ထွက်အရင်လာတယ်ပေါ့နော်ကျွန်တော်ဆိုတော့မှပေါ့နော်ကျွန်တော်သူ့ကင်မရာနဲ့သူတွေကကင်မရာထဲမှာရိုက်ထားတဲ့ဟာကြည့်ပြီးတော့သူများတွေကနေတိုးဆိုပြီးတော့နော်အလကားစားတာပါโอเคနောက်မှမသိနေတဲ့ကျွန်တော်ပိန်ပိန်လေးနဲ့ပေါ့နော်ပိန်ပိန်လေးနဲ့မမတော့မကောင်းနေမလို့ခေါ်ပါတယ်သူ့ကိုလည်းလက်ခုပ်တီးပြီးတော့ပုံပြပြပါအောင်ဒီမှာတော့နော်ကျွန်တော်ရဲ့ဒီရွတ်ကမှာပေါ့နော်အစားတောက်ပိုင်းပေါ့နော်အစားတောက်ပိုင်းမှာကျွတ်ကျွတ်ချင်းနေပေါ့နော်ချက်တာတွေရောဝေတာတွေရောပေါ့နော်အားလုံးကိုတောင်းပြေဝဆိုနဲ့တောင်းယူပြတဲ့ကျွန်တော်ရဲ့ချေရတော့မမပြောဖြစ်ပါတယ်ဆိုတဲ့အကြောင်းပြောချင်ပါတယ်โอเคအဲ့ဒါဆိုရင်ကျွန်တော်တို့ဘယ်လိုရှိမလဲโอเคဒီကလေရပါတော့ကင်မရာရိုက်နေတဲ့သူလည်းပေါ့နော်သူကလည်းကျွန်တော်တို့ information ပေါ့နော်YouTube ကမှာလည်းသူကနေပြီးတော့ကင်မရာပိုင်းပေါ့နော်တပ်ပုံရိုက်တဲ့နေရာပဲဖြစ်ကင်မရာကိုပေါင်ယူပေးတဲ့ညီကိုတယောက်ဖြစ်တဲ့သူ့နာမည်ကတော့ဇုံချောင်းလို့ခေါ်တယ်ပေါ့နော်ကျေးဇူးပြီးတော့သူလည်းလက်ခုပ်တီးပြီးတော့ပုံပြပေးပါမယ်โอเคကျွန်တော် message ရအရောပေါ့နော်လောလောဆယ်ဒီလောက်ပဲဖြစ်နေပေါ့နော်ကျန်တာရှိပြီလို့ရှိရင်ကျွန်တော်โอเคဘုမမကျွန်တော်တက်ချင်ခဲ့တယ်အခုစီမမတ်ပြပါအောင်ကျေးဇူးပြုပြီးတော့လက်ခုပ်တီးပါအောင်โอเคပေါ့နော်ကျွန်တော်ရှုကိုစီဘူလို့ခေါ်တယ်ပေါ့နော်ဒီ YouTube community မှာလည်းသူလည်းကိုဝီလျံနဲ့ကိုဝီလျံချောင်းနဲ့ပေါ့နော်တွေ့ပြီးတော့ပေါ့နော်အဆဆရရကျွန်တော် music ပိုင်းမှာလည်းဖြစ်ဖြစ်တောင်းယူပေးတဲ့ကျွန်တော်ချီးရတဲ့အကိုကြီးတယောက်ဖြစ်တယ်ပေါ့နော်သူကတော့အခုချိန်ကြီးအောင်ပြောတော့ပါဘူးနော်โอเคကျေးဇူးတင်တယ်ကျွန်တော် message ရတော့လောလောဆယ်ကျွန်တော်တို့ဘက်ကဒီလောက်ပဲဖြစ်နေတယ်ပေါ့နော်အားလုံးပေါ်မှာဖျက်ရှင်ကျွန်တော်ကောင်းချီးပေးပါစေmessage ချင်းကိုဥဆောင်ပြီးတော့လည်းကိုစားမှုကျေးဇူးတင်ပါတယ်ပို့ဆက်ပြီးတော့ဂုဏ်တော်ချင်းမချင်းကိုနော်ဂုဏ်တော်ချင်းမချင်းမြို့မှာ
မိစေပေးရမှာနော်နားလည်ပါတယ်ဆိုတော့များရေးကျေးဇူးတင်ပါတယ်မိစေပေးရတဲ့အတွက်ပေါ့နော်ပထမအနေနဲ့ကျွန်တော်နာမည်ကတော့ဗန်တက်ထောင်းပေါ့နော်ဗန်တက်ထောင်းဒီမြို့မှာလူငယ် department ရဲ့တာဝန်ဖြစ်ပါတယ်လို့တော့ single ပါကော်မတီရှိရောက်လာတဲ့ကော်မတီအားလုံးမတက်ပြီပါဘူး။ Okay ဟုတ်ပြီကော်မတီဟုတ်ပါပြီ။ဆိုတော့ကျွန်တော်ဥပဒေနဲ့စာပေးဆက်ပြီးပြီနော်။ဆိုတော့ slide ပြီးကျွန်တော်ခေါ်ပါတယ်ဆရာပကဖာကိုလေးရှိတော့ဒီချင်းစရညမှာဒီဆော့တာပေါ့နော်။ကျွန်တော်ဆော့ပြီးဓမ္မအားကိုရတဲ့ဆရာဖြစ်ပါတယ်။ပြီးတော့နောက်ဖက်မှာတို့ရချင်းဒီဓမ္မနဲ့နောက်ဖက်ကဂျိုဘီဒီဖြစ်တယ်မလားဆိုတော့ကျွန်တော်ဒီ MD5 ပိုင်းဆိုင်မှာဒီ set ပိုင်းဆိုင်မှာနော်တို့ရအားကိုရတဲ့ဒီချင်းကြောက်ဖြစ်ပါတယ်လို့ပြောကြဖြစ်တယ်ပြီးတော့ကြည့်တယ်ဒါတော့slide နဲ့မနော်ဒီကျွန်တော်အတူတူမှုဖြစ်ပါတယ်အတူတူမှုဆိုတော့ဒီကျွန်တော်ပုပ္ပတာပိုင်းဆိုင်မှာတို့ရအားကိုရတဲ့အတူတူမှုဖြစ်တယ်တော့ပြီးတော့တို့ထားဆရာမ only ready ဖြစ်ပါတယ်မူပီချိုမီပြီချိုမီနော်တော့ဆရာကလည်းပြန်တင်မဲ့ president မှာကျွန်တော်ဒီတမအားကိုရတဲ့တချင်းဆိုတဲ့နေရာမှာဆက်ဟုတ်ပြီဆိုတော့မိုင်မူနာဆရာမမူနာနော်ကျွန်တော်ဒီကော်မတီထဲမှာကျွန်တော်ဘဏ္ဍာtreasurer ဖြစ်ပါတယ်လို့တော့များရေးကျေးဇူးတင်ပါတယ်ဆိုတော့ဂျာနီကော်မတီလာတော့နော်အဲ့ဆိုတော့အကုန်လုံးအဖွဲ့ဝင်တွေပေါ့နော်ဂျာနီ member ဘာကြည့်ပြီပါလူငယ်အားလုံးတမ်ဘလို့နာမည်တိချင်တော့ဆမရေးဖြစ်ပါတယ်ဒီနေ့တချင်းကောင်းကောင်းလေးဆိုတော့လို့နော်တော့ဘယ်ကတမ်လို့ကျွန်တော်တမ်လို့နော်ဒီချူမှာတချင်မှာကျွန်တော်တို့အော်ပြီးတော့ပက်တီဖြစ်ပါတယ်ဒီနေ့မိတ်ဆက်တော့ဒီ scholarship ကိုကျွန်တော် Australia မှာဒီကျောင်းတက်ဖို့ပြင်ဆင်နေပါတယ်ဆိုတော့ဆရာမမီရီယမ်ဘယ်ကကျွန်တော်မိတိုင်းNo. Sevilla, ahora Sevilla. Tommy. Ya, dia ada cerita no ni macam mana? Dia ada cerita. Sebenarnya nama dia situ je. Okay, darah suruh aku ya le, siapa babi baik, siapa mimi. Siapa saya pergi balik di kita orang yang di mana jauh pergi balik. Bila di dunia ini orang orang di pikiran bangladesh di jurnalis pun, siapa yang bila orang ko di cas satu ibu pun, orang ko tinggal pilih sama dokter Bandwidi mungkin seperti balik. Darah terus capas tadi pun, kalau siapa terjadi, ada sedikit tahu apa nak, bila kita ada MIT mana MB, join pun, bila kita cakap orang yang kemarin dan dulu ya, dia di mana saya mungkin mana, jadi saya jesu jemare, mana yang aku percaya jadi fungsi itu, saya bawa pergi biwa, jadi lalu orang, bawa tan esok jadi bisnis thara, ingat bisnis thara orang ini. Jauh punya aku bisnis nanti barel, so saya itu di mana? Jauh,
စုံတွေ့ခြင်းဆိုတာကပေါင်းစည်းခြင်းမင်္ဂလာတစ်ပါးဖြစ်ပါတယ်အာမင်ပေါင်းစည်းခြင်းမင်္ဂလာဖြစ်ပါတယ်ဆိုတော့စုံတွေ့နိုင်တဲ့လူစုံတွေ့ခြင်းတဲ့လူအများကြီးရှိနေတယ်လောကမှာမစုံတွေ့ဖြစ်တဲ့လူတွေအများကြီးရှိပါတယ်အဲကြောင့်လည်းဖျားရှင်ဒီနေ့ကြီးတော်လူကိုပြုတဲ့အတွက်ကြောင့်အလုံးစုံပြရတဲ့ဘုံကိုပြည်စည်းပြီးတဲ့ဖျားရှင်ကိုတင်ခံကောင်းကြည့်ပြီးပါစေအာမင်ဆိုတော့ကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ဆိုတော့ကျွန်တော်စကားပြောနေနေပြန်တယ်ဆိုတော့တိုက်လို့ပြောမယ်တိုက်လို့နားထောင်နော်ဆိုတော့ကျွန်တော်စကားပြောနေနေပြန်တယ်ဆိုတော့စိတ်ရှိလို့ပေါ့တို့နားထောင်ပေးကြပါလို့ကျွန်တော်ရှင်းဥစွာပြောချင်ပါတယ်ဆိုတော့အတိတ်ကဖျားရှင်မြန်မာတော်ထဲမှာတုံးချင်းကြရအောင်ဘုလေးလေးပင်ပန်းလို့တော့ပေါလို့ငါထံတို့လာကြတော့အဲဒီလူကိုချမ်းသာပေးပြီဆိုတဲ့အတိုင်းအဂရီတော်နဲ့ရှင်ပြီးတော့ကျွန်တော်စိတ်ထဲမှာရှိတဲ့ဝမ်းနည်းမှုတွေကျွန်တော်အိမ်မှာထားတဲ့ပြဿနာတွေကျွန်တော်ကြုံတွေ့နေရတဲ့ဒုက္ခတွေကျွန်တော်မှာရှိနေတဲ့အခက်အခဲတွေကိုခြံထားပြီးတော့ကျွန်တော်အတိတ်ကဖျားရှင်မြန်မာတော်မှာတုံးချင်းကြရအောင်ကျွန်တော်ဖျားခင်ကကျွန်တော်လုံးသားကိုကြည်တာဖြစ်ပါတယ်အာမင်ကျွန်တော်တောင်းရှိပြီးဖျားရှင်ကရွေးကောက်တာကပိုင်ဆိုင်မှုကိုကြည့်ပြီးတော့ရွေးကောက်တာမဟုတ်ပါဘူးသူရဲ့နေချတဲ့စိတ်နှလုံးကိုကြည့်ပြီးတော့ဖျားခင်ရွေးကောက်တာဖြစ်ပါတယ်အာမင်အတိတ်ကကျွန်တော်လုံးသားကိုပြင်ဆင်ရတိုင်ရှင်တော့အရာအဖြစ်ကျွန်တော်တိတ်ပါကိုပြင်ဆင်ပြီးတော့ဒီနေ့ညမှာဖျားရှင်ရှင်မတူချင်ကြရအောင်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်ဆိုတော့ဒီနေ့ညအတိတ်ကကျွန်တော်ကလည်းခွန်အားယူဖို့ကျွန်တော်ရွေးချယ်ထားတဲ့ကျောင်းပိုင်းနှစ်ပိုင်းရှိပါတယ်ဆာလန်ကျမ်း143ကျင်းမြောက်ဆာလန်143ဆိုတော့ဆာလန်143တစ်စိကိုဖတ်ရ143တစ်စိကျွန်တော်လိုက်ဆိုကြပါအလိုတော်တို့လိုက်စီမိအကြောင်းတွင်တင်တော်မူပါကိုရော်ရီအကျွန်ုပ်ဘုရားခင်ဖြစ်တော်မူပါကောင်းကင်တော်ဝိညာဉ်တော်သည်ဖြောင်းတော်လာ၌အကျွန်ုပ်ကိုဖိဆုံးတော်မူပါစေသောပတ်ကြတော်ရဲ့ကျမ်းပိုက်ပေါ်ဖျားရှိကောင်းချီးပေးပါစေတော့နောက်ကျွန်တော်ရွေးချယ်ထားတဲ့ကျမ်းပိုက်ကတော့ Second Peter ပေတရုဩဝါဒစာဒုတိယစာဆောင်အခန်းကြီး3အပိုင်းရဲ့18ကိုဖတ်ရအောင်အခန်းကြီး3အပိုင်းရဲ့18ကျွန်တော်လည်းဆိုကြရအောင်သူကလည်းဆိုကြရအောင်ဂျေဇုတော်၌၎င်းငါတို့ကိုကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်ကိုတည်တွင်ခြင်း၌၎င်းကြီးပွားကြတော့တည်တွင်ခြင်း၌၎င်းကြီးပွားကြတော့ဒီတော့ဘောတိပံဖျားရှိကောင်းကြီးပေးပါစေဆိုတော့ဒီနေ့မှာဖျားရှိရှင်တော်မူပြပါတယ်ကျွန်တော်လောကမှာလူတွေကဘုရားရှင်လူရအောင်ဆွဲကြဘုရားကိုလူချင်းဆွဲကြခါချာထဲမှာ Apple phone တစ်စိမ်ကိုညက်ပြီးတော့ Apple တစ်စိမ်ဖုန်းကိုညက်ပြီးတော့ဘရာဒိုကားနဲ့စီးလာတယ်ချမ်းသာတဲ့လူကြောင့်ဘုရားခင်ကကောင်းကြီးပေးတဲ့ဘုရားလို့ပြောပါတော့လေအိတ်တလုံးနဲ့ဘယ်နဲ့မပါဘဲနဲ့လေပြီးတော့ဘုရားခင်ရဲ့ဒီနာကိုဟောချတယ်ပုဂ္ဂိုလ်သူကဘုရားဆိုတာအနိနာခံတော်ဘုရားဖြစ်တယ်ဟောကြတယ်တော့အတိတ်ကပြန်လဲစဉ်းစားကြည့်ချင်ပါတယ်မာလားဆိုတာအယုတ်ချစ်တဲ့ညလုံးသားကိုပြန်ပြီးတော့စဉ်းစားပါဆိုဒီနေ့ကျွန်တော်လိုရာဟိုဘုရားကိုဆဲမှာဖြစ်ပါတယ်ဆိုတော့ဆာလံကျမ်းကိုဖတ်တဲ့ချိန်မှာအလိုတော်ကိုတီးဖို့ရဆာလံရေးရစရာအလိုတော်ကိုတီးဖို့ရဘုရားခရစ်စီမှာဘုတောင်းလျှောက်အလိုတော်ကိုတီးပြီးကျွန်တော်ကိုတွင်ပြီးတော်မူဝိညာ
ရင်အားပြီးလို့ကိုလမ်းပြပါလို့ဆိုတော့စာလန်ဆရာကတောင်းချထားတာတွေ့ရတယ်အလိုသူ့အလိုတောင်းလာတာဘုရားရဲ့လိုတောင်းလာတာသူ့အလိုတောင်းလာလားဟယ်လိုသူ့အလိုတောင်းလာလားဘုရားလိုတောင်းလာလားဘုရားလိုတောင်းလာတယ်ဒီကနေ့ကျွန်တော်တက်တာမှာကိုယ့်အလိုမတောင်းပဲဘုရားကြီးရဲ့လိုတောင်းဖို့ကျွန်တော်အင်မတန်မှအရေးကြီးပါတယ်အာမင်ကျွန်တော်လောကကိုကြည့်တဲ့အချိန်မှာကိုယ်ပဲသူနှမျိုးရှိပါတယ်ကိုယ်ပဲသူနှမျိုးရှိပါတယ်ပထမတစ်အနေနဲ့ကိုယ်ပဲသူရှိသူနဲ့ကိုယ်ပဲဘုမရှိသူနှမျိုးရှိပါတယ်ကြားရလားကိုယ်ပဲသူရှိသူနဲ့ကိုယ်ပဲဘုမရှိသူဆိုတော့လူနှမျိုးရှိပါတယ်လောကမှာဆိုတော့ကျွန်တော်ကပညာမှာပါတာလေကျွန်တော်အသက်ရှင်တဲ့ထော်ရပြကိုယ်ပဲတဲ့အတွက်ကြောင့်လို့ကိုယ်ပဲအထင်မှာတော့ပါပါတယ်ဆိုတော့ကိုယ်ပဲဘုမရှိတဲ့ကိုကျွန်တော်ခဏထားရအောင်ဆိုတော့အဲ့ဒီကိုယ်ပဲသူရှိတဲ့အထင်မှာလေနှမျိုးရှိတယ်ဒီကနေ့အသက်ရှင်တော့ဘုရားကိုကိုယ်ပဲတဲ့သူနဲ့အသက်မရှိတဲ့ဘုရားကိုကိုယ်ပဲတဲ့သူဆိုတဲ့နှမျိုးရှိတယ်ကျွန်တော်တို့ကအသက်ရှင်တဲ့ဘုရားကိုကိုးကွယ်နေတဲ့သူဖြစ်တဲ့အတွက်အသက်မရှိတဲ့ဘုရားကိုနားထားရအောင်ဆိုတော့အဲ့ဒီအသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တဲ့နေရာမှာနှမျိုးရှိတယ်အဲ့ဒီအသက်ရှင်တဲ့ဘုရားကြီးအလိုတော်တိုင်းကိုးကွယ်ခြင်းနဲ့ကိုယ်အထင်ကိုယ်ပညာကိုယ်အတိတရားကိုယ်အထင်အမြင်နဲ့ကိုးကွယ်တဲ့သူဆိုမျိုးရှိတယ်ဒီကနေ့ညမှာကျွန်တော်တို့ပြောချင်တာဖြစ်ပါတယ်ပြန်လေစစ်စောက်ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်အသက်ရှင်တဲ့ဘုရားကိုကိုးကွယ်တဲ့အချိန်မှာသူ့အလုံးနဲ့ကိုးကွယ်ရလားဒီနေ့ဒီမှာရောက်တဲ့အချိန်မှာကိုယ်အလုံးအရောက်လာကြသလားဘုရားကြီးအလုံးအဖြစ်ရောက်လာကြသလားကိုယ်အထင်အမြင်နဲ့ကိုယ်အတိပညာအဖြစ်ရောက်လာကြသလားဆိုတာကျွန်တော်ဒီမှာကျွန်တော်ပြန်ပြီးတော့စဉ်းစားစီချင်ပါတယ်ကျွန်တော်ကဘာကိုချမ်းမှာတိုင်းနေအဘယ်လူအလိုနဲ့ဘုရားလိုကျွန်တော်နှင်းရှိချင်မှာဒီညမှာဘုရားကြီးကဘုရားကိုလက်ခံတာလေအဘယ်ကိုယ်ကမှုကိုလက်ခံတယ်ဒါရဲ့ကိုယ်ကမှုကြတော့သူကလက်မခံဘူးကိုယ်ကချင်းတော့ထူနေတာပဲတော့တော့ညာလည်းပဲတိုင်းကပါလေဘုရားရှင်ပေးထားတဲ့နောက်မှပေးထားတဲ့ဒါနဲ့ပူဇော်ပါလို့ပေးထားတဲ့အရာကိုမကြည့်ပဲနဲ့သူ့မှာရှိတဲ့အရာနဲ့တွားပြီးတော့ကိုယ်ပဲတဲ့ချိန်မှာလူအလိုနဲ့ဘုရားအလိုကအဲ့မှာပွားချသွားတယ်အဲ့လိုနားလိုက်ပြီချိန်မှာဆိုတော့ကျွန်တော်အင်မတန်မှတိထားဖို့အရေးကြီးပါတယ်။ရပါတဲ့ခါမှာလူအလိုနဲ့ဘုရားအလိုကမတိမရင်ဖြစ်တယ်။ကျုပ်လို့ပဲကျွန်တော်တို့ကခွေးချောင်းမရနိုင်တဲ့အချိန်မှာများရှိတယ်။ဘုရားအလိုတော်တော့မှထားပြီးတော့သူ့အလိုနဲ့ဘုရားကိုကိုယ်ပဲတဲ့အချိန်မှာလုံးဝဆန်းကျင်တဲ့ຢာတော့ကျွန်တော်မရှိဘူး။ဆိုတော့ကျွန်တော်ထပ်ပြီးတော့ပြောပြမယ်။ဆိုတော့ရှုံးရတဲ့တာမှာဘုရားကြီးကိုဘာလို့ခိုင်းလဲ Professor West မှာတွားပြီးတော့ Professor West တွားမှာရှုံးစီမှာတွားပြီးစစ်နိုင်တယ်သူစစ်နိုင်တယ်လေအဲ့ဒီနိုင်တဲ့မြို့မှာရှိတဲ့ပစ္စည်းအရာတွေတစ်ခုမှဘယ်လိုပြောရလဲဒီတော့ယူမလာနဲ့ဆိုမဲ့လာမှာလည်းရှုံးလို့ရှုံးရတယ်ဘုရားကြီးရဲ့အလိုတော်တဲ့သူတွားပြီးတော့ဘာလို့လဲစစ်တိုက်နိုင်တယ်နိုင်တဲ့ချိန်ကြတော့သူပါပါလာလေအဲ့မှာရှိတဲ့ပစ္စည်းတွေမပါလာဘူးလားဒါပေမဲ့ရှုံးလို့ရဲ့စိတ်ထဲမှာကသူပါလာတဲ့အရာကိုသူ့ကိုကိုယ်ပဲဖို့လေဘုရားကြီးကိုကိုယ်ပဲကိုပြတယ်တော့တော့ညလည်းဘုရားကြီးခရီးတော်ပါရှိတယ်ပါလာလဲဆိုတာရှိတယ်အဲ့
တော်နားလည်မယ်ထင်ပါမတိမရင်ဖြစ်တဲ့ဘာခွေးချဖို့တော့တမဖြစ်တယ်ပုဂ္ဂိုလ်ညာနဲ့ပဲတိကျွချင်းမှာရှင်းရှင်းလင်းလင်းတဲ့ဘုရားမှာအရေးကြီးပါပဲရခိုင်ကကျွန်တော်တို့လုပ်နေတဲ့အရာတွေဘုရားခင်ရဲ့အရာတွေကျွန်တော်ပြုစုလုပ်နေတဲ့အရာတွေကျွန်တော်မီရှင်လုပ်နေတဲ့အရာတွေစုတောင်းနေတဲ့အရာတွေကျွန်တော်တချင်းစုနေတဲ့အရာတွေကဘုရားတော့ပါလို့ရခိုင်ကမှာကျွန်တော်ချိန်နေပြီမဲ့ဘုရားရဲ့ညီမဘုရားဖြစ်တတ်တယ်ပါမလာနဲ့ဆိုတဲ့ကိတော်တဲ့ဖြစ်တတ်တယ်ရခိုင်ကအမြဲတမ်းတော့တိခါဖို့လို့ပါအလုံးတော်ကိုတိကျချင်းမှာကျွန်တော်ရည်ချက်ဖို့အမြဲတမ်းရေးကြည့်ပါခရိယာပင်စင်နာတိကျချင်းရည်ချက်ဖို့အမြဲတမ်းရေးကြည့်ပါတိကျချင်းလို့ပြောတဲ့အချိန်မှာဖာရိရှဲတွေရဲ့တက်တာကိုကြည့်တဲ့အချိန်မှာဘုရားခင်ပေးထားတဲ့လောမိုးရှိတော့အမြဲတမ်းကျွမ်းတယ်တို့ဘာမှပြောစရာမရှိအောင်ဒီလိုထားမင်းနဲ့တို့အတိတယ်အမြဲတမ်းကျွမ်းတယ်ဥပဒေတို့အမြဲတမ်းကျွမ်းတယ်တမဟောပိုင်တယ်လားမင်းနဲ့ဖာရိရှဲတွေတော့တော့ညာနဲ့တမဟောမှာပြောထားဘုရားခင်ရှိရလာမယ်ဆိုတဲ့ဂရိတို့တို့အတိတယ်တိတော့ညာလဲပဲကျမ်းစာကိုတို့အမြဲတမ်းတိတော့ညာလဲပဲတမတိခေရောက်တဲ့အချိန်မှာဂရိတို့ဆင်းလာတဲ့အချိန်မှာတို့တိလားအလုံးတိလားမတိကိုမျက်နှာဖက်ကလာရှာတယ်မရှာဘူးလားခရစ်တော်တို့ဘာပြောလဲဝါဇပိဘယ်နာအဲ့ချိန်မှာအဲ့ဒီဇပိဘယ်နာဆိုတော့တော့ဘာကိုကြည့်တဲ့နတ်ဖြစ်တယ်ခရစ်တော်တို့ဘာပြောလဲဇပိဘယ်နာတော့ဘောနေဒီမှာဘုရားကိုအမြဲတမ်းတိပါတယ်ဘုရားအကြောင်းကိုအမြဲတမ်းကြည့်တမန်ကျမ်းစာကိုအမြဲတမ်းတိပါတယ်လို့ပြောနေတဲ့ဖာရိရှဲတွေကခရစ်တော်တကယ်ကြောက်တဲ့အချိန်မှာသူတို့သိသလားမကြည့်ပါဘူးဆိုတော့ကျွန်တော်တို့အမြဲတမ်းပညာရှိတဲ့အမြဲတမ်းကျွန်တော်စက်ကပ်ပြီးမယ်ဘုရားခင်ကြွလာတဲ့အချိန်မှာဘုရားကိုမသိတဲ့21ရာစုယုံကြည်သူယုံကြည်သားတို့ဖြစ်ဖို့အရေးကြီးပါတယ်အာမင်တစ်ချက်လေးပါကျွန်တော်မှားလိုက်ရင်အမြဲတမ်းဒုက္ခရောက်ဆရာဝန်တယောက်ကစီထုတစ်ချက်မှားလိုက်ရင်လူပဲရောက်ပြီမလဲအလုံးတယောက်ပဲနေဒါပေမဲ့ကိုယ့်ရဲ့ယုံကြည်ချက်ကိုယ့်ရဲ့ဘုရားခင်ကိုတည်ကျွခြင်းမှာကျွန်တော်တရားဟောနေတဲ့တရားကိုတစ်ချက်မှားလိုက်ဒီမှာထိုင်နေတဲ့လူတွေအားလုံးဝင်တွေကပဲရောက်မလဲမရဲ့ဒါကြောင့်ကိုယ့်ရဲ့တည်ကျွမှုကိုယ့်ရဲ့ယုံကြည်မှုအမြဲတမ်းတည်ကျွခြင်းနဲ့ရည်ချက်ဖို့အရေးကြီးပါဆရာဝန်ကစီထုမှားရင်လူလာတယောက်ပဲတည်မယ်ကိုယ့်ရဲ့ယုံကြည်ချက်မှားလိုက်လို့အားလုံးတည်မယ်IS တို့ရဲ့ယုံကြည်ချက်ကဘယ်လိုလဲလူတက်လိုက်ရင်ကောင်းကင်နိုင်ငံရောက်တယ်နတ်သမီးအပါရှိတယ်ပြောပါမယ်ဆိုတော့တို့ရဲ့ယုံကြည်ချက်ကဘယ်လိုဖြစ်သွားလဲကျွန်တော်ကြားခံတယ်တွေးသွားတော့တို့လူမတက်ဘူးလားယုံကြည်ချက်တစ်ချက်မှားလိုက်ရင်တို့အယောက်ထုံတော့ကနေတီးဘူးဒါကျွန်တော်ရဲ့တက်တာမှလည်းဘာမှရေးကြည့်ပါဘုရားခင်ကိုယုံကြည်ခြင်းကတမန်တရားနဲ့ရှင်းရှင်းလင်းလင်းနေတဲ့ပုံရေးကြည့်ပါယုံကြည်ခြင်းဆိုတာကမျက်စိမိတ်ပြီးတော့အားဒါကျွန်တော်ယုံကြည်ခြင်းရှိပါဘုရားခင်ကမှာပဲဆိုပြီးတော့ပြိပေါက်တဲ့ကိုချတာမျိုးမဟုတ်ဘူးအဲ့ဒါယုံကြည်ခြင်းဆိုတာကအဲ့ဒါယုံကြည်ခြင်းဆိုတာကဘုရားခင်နာထာမမတာအတိပညာနဲ့ပြီးဝပြီးတော့ကိုယ်သားမင်းကိုရှင်းရှင်းလင်းလင်းနေပဲဘယ်ညာမှာကြောက်ရှိတယ်ဘယ်ညာမှာချိန်ခွင့်ရှိတယ်ရှင်းရှင်းလင်းလင်းပြောတော်တဲ့ခြင်းကကျွန်တော်ခရိယာယုံကြည်ခြင်းဖြစ်ပါတယ်မမြင်တဲ့ခြင်းကဘာသာရေးမှာအသက်ရှင်ခြင်းဖြစ်တယ်ကျွန်တော်ပြောမယ်ဘာသာရေးမှာအသက်ရှင်နေတော့မျက်စိကမ်းလို့အာမင်ဘာသာရေးမှာအသက်ရှင်နေမျက်စိကမ်းလို့တတိကျချင်းဆိုတာကဘာသာရေးမှာအသက်ရှင်ခြင်းကိုကျွန်တော်ခဏခဏပြောပါခါကောင်းနေတဲ့အမျိုးသမီးတယောက်ခါကောင်းနေတဲ့အမျိုးသမီးပါဆက်ရှင်ဒီပတ်လို့သူဖျားကြောင်းမှာစူတောင်းတယ်ဖျားကြောင်းမှာသူစက်ကတယ်ဖျားကြောင်းမှာသူထူလို့တယ်သူရောကပြောတယ်ဒါပေမဲ့ဆက်ရှင်တို့သူပြောတာအဲ့ဒါပြောတာမပြောဘူးသူလည်းတွေ့တဲ့ချိန်မှာပြောတာလေယေရှုလည်းတွေ့တဲ့ချိန်မှာဆက်ရှင်တို့သူဘာပဲမတက်ရှိတာလဲဘယ်မှာတက်ရှိတာလဲဘာသာတဲ့ချိန်မှာတက်ရှိတာ
တို့ကရှုံမှုတွေပေါ်တတ်တယ်တကယ်ခရစ်တော်နဲ့တွေ့တဲ့ချိန်မှာပဲကျွန်တော်တို့ရဲ့ဖြစ်ချင်းတွေပြောင်းလဲမှုတွေစတင်တာဖြစ်တယ်ကျွန်တော်ဒီမှာဘာသာရေးမှာတည့်လို့ရှိနေတယ်ခရစ်တော်ရဲ့ဒီကျွန်းချီးချက်ချင်းမှာကျွန်တော်တို့အသက်ရှင်တာဖို့ဒီမှာအရေးကြီးပါကိုတော်မင်းတော့ရှင်းရှင်းလင်းလင်းတာဖို့အရေးကြီးပါknowing about God ဘုရားသခင်ရဲ့အကြောင်းကိုသိခြင်းနဲ့ဘုရားသခင်ကိုသိခြင်းဆိုတာမတူဘူး knowing about God နဲ့ knowing of God ဆိုတာမတူဘူးဘုရားသခင်ရဲ့အကြောင်းကိုသိတာနဲ့ဘုရားသခင်ရဲ့သိခြင်းဆိုတာမတူဘူးဥပမာချက်ဝင်တယ်ကျွန်တော်ကသူ့ကိုမသိဘူးထားတော့ဒါပေမဲ့သူ့ကိုသိချင်ဘယ်ရလဲကျွန်တော်လေ့လာရမှာလဲသူနဲ့ဤစတဲ့လို့ဆိုမှကျွန်တော်လေ့လာရမှာဒါကစိတ်မှန်တဲ့တည်ကျွချင်းပေါ့စိတ်မှန်တဲ့တည်ကျွချင်းဆိုတာဇောင်းလေးနဲ့ကျွန်တော်လည်းလုံးဝတည်ကျွချင်းမှာအဲ့ဒါတည်ကျွချင်းလို့ခေါ်တာကျွန်တော်ဘုရားခင်ကိုတည်ကျွဆိုတာဓမ္မကျမ်းစာဖတ်ရုံနဲ့ကျွန်တော်ဘုရားခင်အကြောင်းကိုအများကြီးသိနိုင်ဒါပေမဲ့ဘုရားဓမ္မကျမ်းစာကိုအများကြီးသိပြီးတော့ဘုရားနဲ့မသိတဲ့လူတွေအများကြီးရှိတယ်ဒီကနေ့မှာကျွန်တော်အင်မတန်ပါစဉ်းစားဖို့လိုတယ်ဆိုတော့ဘုရားခင်ကိုတည်ကျွချင်းဆိုတာသူရဲ့အကြောင်းအရာတွေကိုမသိမိနဲ့သူနဲ့တကယ်ထိပိတ်ခံစားပြီးတော့သူမျက်မှောက်တော်ရှိသူ့ဝင်ချင်ကကျွန်တော်စိတ်မှန်တဲ့တည်ကျွချင်းချိပွားခြင်းဖြစ်တယ်ဟာလေလုယာဒါကြောင့်ကျွန်တော်ပြောချင်တာကခရိယာလက်တာဆိုတာခံစားခြင်းနဲ့တွားနေတာfeelingနဲ့တွားနေတာကိုသိခြင်းနဲ့တွားနေတာဖြစ်တယ်အာမင်ကျွန်တော်ဆိုကျွန်တော်ရဲ့ KD ပိုင်ယေရှုရဲ့ခံစားခြင်းနဲ့လာနေတဲ့ချိန်မှာခုနကကျွန်တော်ပြောတဲ့ဘာသာထဲမှာအသက်ရှင်ပြီးတော့ဒီကျွချင်းပြမှာအားနေတယ်ကျွန်တော်ဒီဘောရဲ့တက်တာကိုကြည့်အောင်သူမပြောလဲခင်မှာသူလုပ်နေတဲ့အရာများဘူးသူတက်တယ်ဘုရားအတွက်ဖြစ်တယ်ဟုတ်တယ်နော်သူယုံကြည်တဲ့ဘုရားအတွက်ဖြစ်တယ်တိုးတော်ညာလည်းပဲသူယုံကြည်တဲ့ဘုရားနဲ့တွေ့တဲ့ချိန်မှာသူယုံကြည်တဲ့ဘုရားကိုသူကြည့်သလားဟယ်လိုကြည့်သလားမကြည့်ဘူးဘလို့မေးလဲ Who are you နေမတူလဲမမေးဘူးလားမေးတယ်သူလုပ်နေတာတွေကသူသိတယ်လို့ဘုရားသက်ဖြစ်ပြီမဲ့သူဘုရားပြန်တကယ်တွေ့တဲ့ချိန်မှာဘုရားကိုကြည့်သလားမကြည့်ပါဘူးအင်မတန်မှအရေးကြီးပါဘုရားကျွန်တော်ပြောတယ်လုပ်နေတဲ့ဘုရားအတွက်ဆိုပေမဲ့တကယ်ရောက်လာတဲ့ချိန်မှာမတည်တဲ့လူတွေအရှိတယ်လို့ဆိုမှုအရန်ကောင်းနေပြီပဲချဘောလို့ရတယ်သူဘုရားကလုပ်တယ်လို့ဆိုမှုအရန်ကောင်းနေပြီပဲတည်ကျွချင်းမှာကောင်းသလားအားနေတယ်လို့ဆိုမှုမကောင်းတယ်တည်ကျွချင်းမှာကောင်းသလားမကောင်းဘူးဂျိုနာဘုရားကတော့အရန်မတည်ဘူးလားတည်တယ်ဘုရားကတော့အရန်တည်တယ်ဆိုတော့ဘုရားတည်တယ်တော့ဘုရားကြီးခိုင်းတယ်နေရာကိုစီစီပြီးစီတယ်ဒါပေမဲ့ဘုရားကြီးကခိုင်းတဲ့နေရာမှာသွားသလားမသွားဘူးတည်ကျွချင်းမှာတော့ကောင်းပြီးတော့လို့ဆိုမှုကအားနေတယ်ရှင်ဘုန်းနဲ့ဂျိုနာနော်နားလည်မယ်ရှင်ဘုန်းကတော့လို့ဆိုမှုမှာအရန်ကောင်းပြီးတော့တည်ကျွချင်းမှာဘုရားကိုတည်သလားမတည်ဘူးအားနေတယ်ဒါပေမဲ့ဂျိုနာကျတော့ဗာလေဘုရားကြီးကအရန်တည်နေပြီးတော့လို့ဆိုမှုပိုင်းမှာဘယ်လိုဖြစ်လဲအားနေတယ်ကျွန်တော်တို့ဒါမှတတိထားဖို့လိုပါbalance ဒီပုံကျွန်တော်ဒီမှာအရေးကြီးပါတော့ခံစားခြင်းနဲ့အသက်ရှင်ပြီးတော့တခုခုဟာနေလို့ရှိရင်လို့ဆိုမှုဟာနေတယ်တိကျမှုဟာနေလို့ရှိရင်အဲ့ဒါကစိတ်မှန်တဲ့ယုံကြည်ခြင်းမဟုတ်ဘူးတော့ဒီကနေ့အတိတ်မှာကျွန်တော်ပြန်လည်ပြီးတော့ယူစီချင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားရှင်ကိုတည်ကျွချင်းအလိုတော်ကိုဆန္ဒကြကပြောနေတဲ့အတိုင်းအလိုတော်ကိုတည်နိုင်ဖို့ရကျွန်တော်တို့ကဆန္ဒဆုံးဟုတ်တယ်နော်ဆန္ဒဆုံးဆန္ဒမစိုးရဘုရားကကျွန်တော်တို့ပြောတာဝိစောင်းမှာကျွန်တော်ပြောတယ်အလိုတော်ကိုတည်ဖို့ဘုရားခင်နဲ့တည်ကျွချင်းပိုင်းဆိုင်မှာကျွန်တော်ရင်းချက်ဖို့ကစိတ်ရောစရာမလိုကျွန်တော်လူငယ်တွေဖြစ်နေတဲ့သူအမှန်တမ်းစိတ်ရောကျွန်တော်လူသားတွေစိတ်ရောကိုလုချင်တဲ့အရာကိုဘုရားကမတိုင်ပြီးမဲ့လုချင်တာလုပြလိုက်တာလေဘုရားကမတိုင်ပြီးမဲ့ဟုတ်လားလက်မထက်ခင်မှာပဲကလေးယူချင်လို့
ဆိုအလိုတော်ကိုတင်းတင်းချင်းပိုင်းဆိုင်ရမှာဒီဟာကဘုရားခင်ပေးသလားဘုရားခင်ပေးထားတဲ့ຢာဟုတ်ဘုရားခင်စာသားပေးထားတဲ့အရာဆိုတော့ကျွန်တော်မဖေးချပဲနဲ့ကျွန်တော်အလိုကိုပဲရှင်းတောင်းပြီးတော့သွားနေတဲ့အချိန်မှာအများကြီးဆုံးမှုတွေကျွန်တော်ကြုံတတ်ပါတယ်ကျွန်တော်ပြောမယ်ကျွန်တော်ရဲ့ဘုရားခင်ကအသက်20ကျော်ရင်တော့ကလေးမွေးရဲ့ပြညာကလေးမွေးစီရဲ့ပြညာလမ်းမရှိတဲ့ခါလမ်းကိုပြုတ်ပြီးတဲ့ရှိပေါ်မှာလမ်းမရှိတဲ့ချိန်မှာလမ်းကိုပြုတ်ပြီးတဲ့ပြညာဖြစ်တဲ့ဘိုက်စားတဲ့ချိန်မှာမာနမုန်းတဲ့ကျွေးနေတဲ့ပြညာဖြစ်တဲ့အာမင်စိတ်လို့ဆရာမလို့ပါဘူးကျွန်တော်ကလူသားတွေဖြစ်တဲ့ချိန်မှာအလိုတော်ကိုမစောင့်မဲနဲ့သူ့အလိုတော်ကိုစောင့်မဲကိုယ်လိုနဲ့လုံသွားတဲ့ချိန်မှာကျွန်တော်ဘုရားနဲ့ဝိညာဉ်ဝိနည်းတဲ့ချိန်များရှိတယ်ကျွန်တော်အတိတ်မှာဒီနေ့ညမှာကျွန်တော်ပြန်လည်ပြီးတော့စဉ်းစားစီချင်ပါတယ်တလုံးတူးစီချင်ပါတယ်ကျွန်တော်တို့ကဒီခန္ဓာဒီဒိတ်ဆုပ်ကိုပဲဦးတည်နေတဲ့ချိန်မှာမနေ့ကကြတယ်ဒီဒိတ်ဆုပ်ကိုပဲပြီးတယ်လေလူရှင်နေလိုက်နခတ်လေးဆိုလာတနခတ်လေးလိုက်အုပ်စီလေးလိုက်တနေ့ကိုဒီဒိတ်ဆုပ်ကိုပဲပြီးနေတဲ့ချိန်မှာဖြတ်ပြီးဘုံတော်မကြည့်ချရရအောင်များရှိတယ်ဒီအတူမှရှိတဲ့ဝိညာဉ်တော်ကဘုံထွက်ချင်တယ်လေဒါပေမဲ့ကျွန်တော်ကနေဘာဒီဒိတ်ဆုပ်နဲ့ပဲဒီအောင်ပြုပြီးလိုက်ဒီခန္ဓာကိုယ်ပဲပြုပြီးနေတဲ့ချိန်မှာလောကမှာရှိတဲ့အရာတွေပဲကျွန်တော်ကလင်းပြောနေတဲ့ချိန်မှာအစိတ်ထဲမှာရှိတဲ့ဒီနှလုံးထဲမှာရှိတဲ့ဝိညာဉ်တော်ကထွက်နေလားမထွက်နေဘူးကျွန်တော်ဒီနှလုံးသားထဲမှာရှိတဲ့ဝိညာဉ်တော် freedom လွတ်လပ်ဖို့လေဆိုတော့ဘုရားခင်ရဲ့ဒီကြိုးချင်းနဲ့ကျွန်တော်လမ်းလျှောက်နေပြီညမောတော်ထဲမှာကျွန်တော်ဒိုးဝင်နေကျွန်တော်တို့ရဲ့ခြေခံတိုင်းကဒီထုံးဖြစ်တယ်ဒီထုံးမှာဖြစ်တယ်ကျွန်တော်တို့ရဲ့ခြေခံတိုင်းကဘုံတော်ထင်ရှားမှာဖြစ်တယ်အာမင်ဒီကြိုးချင်းတဲ့ရှိတဲ့ချိန်မှာကြောက်ကတိရတယ်ဒီထွက်စီနေတဲ့ခုနကကျွန်တော်မှရှိတယ်ခြေခံတိုင်းမှာဒီထွက်စီမဲ့အရာတွေများရှိတယ်ခြေခံတိုင်းမှာဘုံတော်ကိုထင်ရှားစေတဲ့အရာတွေများရှိတယ်ကျွန်တော်ဒီကြိုးချင်းကိုပြောတဲ့ချိန်မှာခုနကကျွန်တော်ပြောတဲ့မချင်းမဖြစ်ဖြစ်တဲ့ဒီကြွချင်းကဘုရားကိုပြန်တတ်စီရရအောင်များရှိတယ်ကျွန်တော်တက်တာကျွန်တော်ကတော့ပြန်မယ်တကယ်ယေရှုဂျေရုဆလင်မြို့ကိုဝင်တဲ့ချိန်မှာဘသူတွေကတူလဲသူ့ကိုရုပ်တဲ့လူတွေမကြိုးဘူးလားဟောစနာဆိုတော့သူတို့မှရှိတဲ့ဆောက်တော်ဖြစ်ပြီးတာဟုတ်တယ်နော်ဟောစနာဆိုတော့သူတို့ကြိုးတဲ့ချိန်မှာဂျေရုဆလင်မြို့ထဲမှာတတ်တဲ့လူတွေကဘသူတွေလဲအဲ့ဒီကြိုးတဲ့လူတွေပဲကျွန်တော်ရဲ့တက်တာမှာခိတော်ကိုတည်ပြီးတော့ခိတော်ကိုပြန်ပြီးတော့မတတ်တဲ့သူတွေယုံကြည်တာမဖြစ်ဘူးဓမ္မအရေးကြီးပါတယ်။လက်ကိုဖြတ်ချင်းမရအောင်။ဒါကြောင့်မလို့ကျွန်တော်တက်တာအจิตဖန်ကျွန်တော်ဘာပေးချင်တာ။ခံစားချက်နဲ့အသက်ရှိနေတယ်။ဘုရားခင်ရဲ့တည်ခြင်းချင်းမှာအသက်ရှင်ပြီးတော့ခြေပွားရတော့ကျွန်တော်ခြေခံတိုင်းမှာရေတွင်းထွက်ပြီးတော့ခြေခံတိုင်းမှာဘုံတော်ခြေရှာပြီးတော့ခြေခံတိုင်းမှာတို့တော်ကိုပြီးဆုံးနေတယ်အသက်တာဖြစ်ဖို့ရည်ဒါမှအရေးကြီးပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးအနေနဲ့ပြောချင်တာကဒီချင်းကိုလည်းအသက်ရှင်ရဲ့ကြီးပွားခြင်းအဖြစ်ဘုံတော်ကိုခြေရှာစေဖို့အလုံးမှာအရောက်စေတဲ့ပေါ်တဲ့မှာဖျားရှိကောင်းကြီးပေးပါစေ။နောက်တော့လည်းကိုကြည့်ချင်းကိုရအောင်
Salvation, heroes and conquered.
ကျန်တဲ့သူရောက်ရှိတိုင်းဘုရားရှင်ကောင်းကြီးပေးပါစေ။ ရှင်အုပ်စုပါမယ်ဒီကိုလည်းကျေးဇူးပါ
chiến đấu thì lúc đi chơi này chiến đấu đi tàu năng lên tàu năng bằng máy nhất nhiều đi bằng máy chỉ đấy lúc mình bị cha cho mà bọn nó rồi chúng em lúc về đấy nhưng mà đi chơi thì nó chú chỉ dùng tiền đâu biểu diễn mà đấy để đó rồi nó như là song này rồi nó chú gì thì này rồi nó rồi là song này để biểu diễn mà đấy xem mà chú gì bị này cái biểu phải coi cho mà general began in the assembly was about you issue number one cover
ဒီခါတော့အခုဒီမနေ့ပေါ်တော့သူနောက်တရားဟောစရာကိစ္စရှိတော့တဲ့အတွက်ကြောင့်နောက်ဘယ်လိုကအမိသွားမှာဖြစ်တဲ့ကြောင့်ဒီမနေ့ကျွန်တော်တို့၄နာရီလောက်မှသူဒီကနေပြောပါတော့ကျွန်တော်တို့အရင်ဆုံးဘောနော်ကျွန်တော်တို့အရင်ဆုံးရတယ်အခုကျွန်တော်တို့နောက်ဆရာတရားဖြစ်တဲ့ကျွန်တော်ဆက်ပါပြီးတော့ဘောနော်ကျွန်တော်တို့လက်ဆောင်ကျေးဇူးတင်ပြောချင်ပါတယ်ကျွန်တော်ရဲ့နေတာလက်ဆောင်ဘောနော်ပေးပေးဖို့ကျွန်တော်ရဲ့လူငယ် vice chairman ဖြစ်တဲ့ကိုစားလက်ဆောင်ပေးဖို့issue တာပေးဖို့ပြောချင်ပါတယ်ပြီးတော့လက်ခံပေးဖို့ဘောနော်နေတာလက်ဆောင်လက်ခံပေးဖို့ဆက်ပါပြီးတော့ပြောချင်ပါတယ်ဒီတော့ဘောနော်ကျွန်တော်တို့ဒီကန်လိုဘိုတော့ဘောနော်ကျွန်တော်တို့ဒီခါလေးကျွန်တော်အကူညီအများကြီးလိုတာဖြစ်ပါတယ်အဲ့ဒီအကူညီအများကြီးကိုကျွန်တော်တို့ပေးနေတဲ့လူတွေပေါ့နော်ဒီမတူဘီမြို့မှာရှိတဲ့မတူဘီလူငယ်ဒီမြို့မှာ chess မှာရှိတဲ့လူငယ်တွေပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီမတူဘီကိုကျွန်တော်စာရုပ်တဲ့ညမှာဆိုလို့ရှိရင်ပေါ့နော်အရင်ညနေနေပြီနောက်နေ့တော့မကူနေပြီ2နာရီမနေ့2နာရီထိုးနေပြီအဲ့ချိန်မှာဆိုရင်အရင်အေးနေပေါ့နော်အဲ့ချိန်မှာတော့ပေါ့နော်ဒီကမတူဘီလူငယ်တွေပေါ့နော်ကျွန်တော်တို့မြို့မှာလူငယ်တွေကကျွန်တော်တို့မြစ်တာပြတယ်ကျွန်တော်တို့နှွေးထွေးစွာနဲ့ကြိုဆိုတယ်ပြီးတော့ကျွန်တော်တို့ဆမ်ပြုတ်နွေးနွေးလေးတိုင်တယ်ပေါ့နော်အဲ့ဒီအရာတွေပေါ့နော်ကျွန်တော်တို့ဘယ်တော့မှမေးမှာမဟုတ်ဘူးကျွန်တော်နှလုံးသားထဲမှာပေါ့နော်ကျွန်တော်အဲ့ဒီအရာလေးကအမှတ်တရရှိနေမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီမြို့မှာလူငယ်ပါစတာတော်ကောပြီးတော့လူငယ်ကောင်းဆောင်များအားလုံးတော်ကောလူငယ်များအားလုံးတော်ကောကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီကမ်တွေမှာပေါ့နော်ကျွန်တော်တို့တခါလေကျွန်တော်တို့လူငယ်ဘက်ကနေပေါ့နော်ကျွန်တော်လူငယ်တွေကကျွန်တော်ပြီးတယ်ပြောရပုံစံတိတ်ပြောတတ်တယ်ဒါပေမဲ့ဘာလို့ကျွန်တော်လဲအချိုးခွေလေးကိုကျွမ်းကြအောင်ပေါ့နော်တဲဆိုတဲပဲပြောတာတခါလေပေါ့နော်ဆာနောက်ပြောတာလေကျွန်တော်တဲလိုမျိုးပဲပြောချလိုက်တယ်အဲ့လိုမျိုးပေါ့နော်ကျွန်တော်အဲ့ဒီလိုကျွန်တော်နားလည်မှုတွေးတာရှိတယ်ဆိုတော့ပေါ့နော်အဲ့လိုမျိုးပြောရအောင်ဘူးလို့ကျွန်တော်လူငယ်တွေပေါ့နော်ဆာနောက်တော့မှတဲပြောတယ်အဲ့ဒါကျွန်တော်နားလည်ပြီးဒီမှာကျွန်တော်တို့တကယ်လေးအပြုမှုအားလုံးတော့ဆိုင်နေရရှိလို့ရှိရင်ပေါ့နော်ဘယ်လိုမျိုးလုပ်ပါတယ်ဟုတ်လားဒီပါတယ်ပြီးတော့နော်ကျွန်တော်တို့နောက်ထပ်တစ်ခုကျွန်တော်အထူး special ပေါ့နော်ကျွန်တော်မိမိကိုကျွန်တော်အထူးကျေးဇူးတင်နေပါလို့ဆိုတော့ကျွန်တော်တို့ဒီ camp ဒီမှာမတူဘီမှာ camp လုပ်မယ်လို့စလို့ရတယ်ကျွန်တော်မိမိကကျွန်တော်တို့အစားရကူညီပေးရပါတော့ပြီးတော့ဒီ camp လာကြည့်တဲ့ဒီညောင်လာကြည့်တဲ့အချိန်မှာလည်းဆင်မမိမိနဲ့ဒီကအကူကြီးတယ်ပေါ့နော်နာမည်တော့ကူညီပေးရပါတော့ဒီကဆင်မမိမိအခုကားကိစ္စတွေပေါ့နော်ကျွန်တော်မနေ့ပြန်တောင်းပန်ကိစ္စတွေကစကားကိစ္စတွေဆိုသူချိတ်နေတယ်အကုန်လုံးစင်ပြအောင်ပြုလုပ်ပေးတော့เนาะသူ့ကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ပြီးတော့ကျွန်တော်တို့မြစ်တာလက်ဆောင်တွေတခုပေးချင်တယ်ပေါ့เนาะအဲ့ဒါလက်ခံပေးဖို့ဆင်မမိမိဟောလက်ခံပေးဖို့ဆင်မယေရှုတော်ဒီဒေဂန်နေတကူတကားကျွန်တော်ယူလာတာဖြစ်ပါတယ်ထူးထူးရှယ်ဖြစ်ပါတယ်ဒီလက်ဆောင်ရတဲ့လူကဒီဒေတာနဲ့လွယ်ကိုမလွယ်နဲ့ဘူးအဲ့တော့ဆုံးဖြတ်ချက်ခိုင်မာမှလက်ခံစီချင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီ YouTube မှာနော်ကျွန်တော်တင်နေတာရဲ့ Facebook တော့ပေါ့နော်ကျွန်တော်တို့အဆောင်အားပေးတဲ့ဒီမျိုးမှာလစ်ချင်းအဖွဲ့ချို့ကျွန်တော်ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ကြောင်းလည်းပြောချင်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့ပေါ့နော်မြေတားလက်ဆောင်ပေးချင်ပါတယ်မများပေမဲ့ဘာလို့ music အနေနဲ့လက်ခံပေးဖို့ကျွန်တော်ဆင်မောက်
ဟုတ်ကဲ့ဒီလိုပြောပါတယ် ကျေးဇူးတင်ပါတယ်အရင်ကကျေးဇူးတင်တာဖြစ်တယ်ပြီးတော့เนาะကျွန်တော်တို့ဒီ Weekend ဒီလိုဖို့တော့ပေါ့เนาะကျွန်တော်ဟိုမှာတိုင်ပင်ဆွေးနွေးတဲ့အခါမှာတော့တောင်းတဲ့ကြောက်ပေါ့เนาะခွင့်လွှတ်ပြီးခံပြီးတော့တောင်းတဲ့ကြောက်ပေါ့เนาะအမုံမပွားပဲတော့เนาะလောက်ကန်ကြတဲ့အခါမှာစစ်ရှိတီးခံသွားတဲ့အကောင့်တွေပေါ်ပြီးတဲ့ UPC တော့လည်း Weekend Comedy လို့တော့ကျွန်တော်ကျေးဇူးတင်ကြောင်းတရားနေပြောချင်ပါတယ်ရတော့မရကန်တော့ပါဘူးခဏရကန်နေရှင်ကောင်းပါရောလို့ရှင်ရှင်းရမှာဆိုတော့ဟုတ်ပြီနော်ကျေးဇူးတင်ပါတယ်ပြီးတော့တော့ကျွန်တော်တို့ကင်မရာတော့ပေါ့နော်အစားအသောက်များပေါ့နော်အချိန်မှန်နဲ့အရသာအကောင်းဆုံးချက်ပြုတ်ပေးတဲ့ဆရာမတို့လည်းကျေးဇူးတင်ပါတယ်အနူလို့ကျွန်တော်တို့အနူလို့ပဲခေါ်တာပေါ့နော်အနူလို့လည်းကျေးဇူးတင်ပါတယ်သူတို့တော့အခုမနေ့ပြန်ကျွန်တော်တို့နေ့လည်းစားဖို့လည်းချက်ပြုတ်ပေးတယ်ဆိုတော့မအားဘူးပေါ့နော်ဒီမှာမတရားနိုင်ဖြစ်တယ်ကျေးဇူးတင်ကြောင်းတစ်စင်းပြောပေးကြပါလို့ကျေးဇူးတင်ပါပြောချင်ပါတယ်ပြီးတော့ကျွန်တော်ကျေးဇူးတင်စကားနဲ့ပြောချင်တာတော့ camp တွေမှာကျွန်တော်လာတဲ့ကောင်ပေါ့နော်ကျွန်တော်တို့ဘေးအနေနဲ့ပြင်းစွာနဲ့စစ်ရှိတီးကန်သွားနဲ့ကျွန်တော်တို့ကျမ်းမာရေးဆိုပြီးခဏခဏ origin မှာတော့နော်စိတ်မတူဘဲနဲ့ရပ်ပြီးတော့အချိန်တိုင်းဆောင်နေတဲ့ကျွန်တော်တို့ကားစီအကူများအားလုံးကတော့သူတရားဆိုလို့ရှိရင်တော့ကျွန်တော်ဟာကမန်ဆွဲပြီးတဲ့ဟာကမန်တို့နေတိုင်း line ဆွဲပြီးတဲ့ပုံဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တော့ကျွန်တော်ကားကြီးမောင်းပြီးတော့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်တို့ကောက်ကွင်းသွားတာပေါ့နော်အရန်အနေများတယ်။အဲ့ဒီကောက်ကွင်းတော့ကျွန်တော်တို့လမ်းမလျှောက်ပိုင်းပေါ့နော်။တကယ်ကားကိုတော့အနေကင်းဆောင်နဲ့ကျွန်တော်မောင်းပြီးတယ်ကျွန်တော်တို့ကားထဲမှာထိုင်နေပြီးတော့ရင်းကြောက်တယ်။ဒါပေမဲ့တော့တတိရှိရှိနဲ့ပေါ့နော်ကျွန်တော်တို့မောင်းတက်ပြီးတော့ကျွန်တော်တို့ကောင်းဝယ်ရတဲ့ကြည့်ပေါ့နော်လမ်းလျှောက်တယ်မလို့မောင်းပြီးတဲ့ကိုဖြစ်ပါတယ်။အားလုံးလည်းကိုတည်ပြီးတော့ကျေးဇူးတင်ပါတယ်။ဟုတ်ပါတော့ကျွန်တော်ဒီကံတင်တဲ့တောက်လျှောက်မှာတော့ကျွန်တော်တို့အတန်ပိုင်းမှာတော့အကြည်လင်နဲ့အသက်သားဆုံးတကယ် power amp တွေကစကျွန်တော်ဒီမှာဟုတ်နော်အနောက်ရှက်အတန်ကြောင့်လည်းကျွန်တော်နောက်ရှက်များစွာဖြစ်နေတယ်ဒါပေမဲ့အကောင်းဆုံးတော့ကျွန်တော်တို့ပြီးပေးတယ်အနောက်ကအကူကြီးဒီဘောနော်ကျွန်တော်လက်ခုပ် TV ကွန်ပျူတာအောင်သူတို့အရင်ကျေးဇူးတင်ပါတယ်နောက်ပြီးတော့နော်ကျွန်တော်တို့youth camp ကိုတက်ရောက်လာပြီးတဲ့လူငယ်အားလုံးကျွန်တော်ကျေးဇူးတင်ပါတယ်ပြီးတော့လူငယ်အားလုံးပေါ့နော်တစ်ချက်မတည့်ပေးဖို့မြတ်တဲ့ခံချင်ပါတယ်ကျွန်တော်တို့တရားဆရာမတောင်လောင်းတရားလူငယ်ဒီမြို့မဖျားကြောင်ကလူငယ်တွေကောင်းကျွန်တော်တို့အယူတည်ပေးနေတဲ့ခဏမတည့်ပြီးတော့ဘောနော်ခဏမတည့်ပေးဖို့ကျွန်တော်မြတ်တဲ့ခံချင်ပါတယ်ကျေးဇူးတင်ပါတယ်ဘောနော်ကျွန်တော်ကျေးဇူးတင်လို့တော့ဘောနော်ဒီလိုချိန်ရည်လို့ရှိရင်လည်းကျွန်တော်တရားနေဘောနော်ကျေးဇူးတင်ကြောင်းထပ်လို့ပြောချင်ပါတယ်လို့ဒီလိုအခက်အခဲကောင်းပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ထပ်ပြောချင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်စကား
ကိုပြီးတော့ကျွန်တော်တို့ရဲ့ချမ်းပါစေကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ထပ်ဖြည့်ချင်တာရှိပါတယ်ဘာလို့လဲဆိုတော့ဒီမှာခုနလာတေးပြီးကြတဲ့အကိုကြီးတွေကျွန်တော်ကျေးဇူးတင်ချင်ပါတယ်ဘာလို့လဲဆိုတော့တို့မရှိဘူးဆိုရင်ကျွန်တော်တို့ဒီနေရာမှာဒီ music တွေနဲ့ပေါ့နော်ကောင်းမွန်ချင်းဝမ်းလို့ရမှာမဟုတ်ပါဘူးလို့အဲအကြောင်းကျွန်တော်ခုနတစ်ခါဒုက္ခလောက်ပြောင်းသွားတဲ့ကျွန်တော်ရဲ့ကိုကြီးတို့ပေါ့နော်ဒရာမာ၃ယောက်မိတ်ဆက်ပေးချင်ပါတယ်ပထမဆုံးဒီနဲ့အဲ့၃ယောက်ဦးစီဘူးဇိုဘီခိုင်ဘယ်တော့ဟောနောက်ဟုတ်ကဲ့ပါကျွန်တော်တို့တင်းတော်မှာဒီ၄ယောက်ရှိပါတယ်လို့ဒရာမာတင်ခဲ့လို့နောက်တစ်ခါကျရင်ဒီမှာအေရှင်းတင်းတော်များဒရာမာရဲ့ခါကျကျွန်တော်တို့စီမှာလာငါလို့ရပါတယ်လို့တို့၄ယောက်ကျွန်တော်တို့လူငယ်တွေတို့ပေါ့နော်အရန်ဒီဒရာမာရဲ့နေရာမှာအရန်စိတ်ဓာတ်တက်ကြွစွာနဲ့လာပါဝင်ပြီးကြတာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ပြီးတော့ဂီတာပြီးတဲ့ရှမ်းပေါ်အဲ့မှာဆက်တော့ပြောတယ်ဒီကိစ္စကိုပြောတယ်ပြီးတော့ကိုရည်ကိုရည်ပါရဲ့တော့ဒီကိစ္စကိုပြောတယ်ပြီးတော့ကိုဗန်ဘူးကိုလောအစီတယ်ပါလို့ဒီရောဘယ်သူကြားမလဲမကြားတော့ဘူးနော်ဦးချစ်ကိုကတော့ကျွန်တော်တို့ရဲ့လိုအပ်တဲ့ချိန်ကြိုင်ပေါ့နော်လိုအပ်တဲ့နေရာမှာလာရောက်ပေါင်းပြီးတဲ့အကိုကြီးတယောက်ပါအရန်ဒီလိုပြောမလဲအားကိုရတဲ့လူတယောက်ပေါ့နော်သူကဂီတာလည်းရတယ်ဟော်လူလည်းရတယ်လစ်ဂီတာလည်းရတယ်နော်โอเคပါကျေးဇူးတင်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်ဘုံတော်ချီးမွမ်းခြင်းအစီအစဉ်ကိုပြန်တော့မှာဖြစ်ပါတယ်ခုပြန်ကိုဖိတ်ခေါ်ချင်ပါတယ်ဒီလိုပါနေလို့ဆိုရင်ဘုံတော်ချီးမွမ်းမှာဖြစ်ပါတယ်တူပြီးကိုစင်ဘူးလူရင်းဆိုတဲ့အစီအစဉ်နဲ့ပြင်ဆင်ပြီးပါရမိသားစုခံပါတယ်တော့ပေါင်းပေးရတယ်တကယ်ပဲကျွန်တော်တို့တင်းတော်ရဲ့ support ဖြစ်တဲ့ခရစ်တော်လိုက်တို့မှာရင်းချက်ချင်းပေါ့နော်ကျွန်တော်တို့ပေါင်းစင်တဲ့ဒီနေရာမှာကျွန်တော်တို့ camp လုပ်ကြတယ်အဲ့ဒီမှာကျွန်တော်ဒီ camp မှာကျွန်တော်ဗာရတယ်လဲဆိုတော့ဖျားခင်ရဲ့ဒီပါရှိမှုကမရှိကျွန်တော်တို့ဒီရင်းချက်မှုကကျွန်တော်တို့တက်တာတော့မယ်လောကအခက်ခဲတယ်ဖျားခင်ရဲ့လမ်းကြောင်းကမရှိကျွန်တော်တို့ရဲ့ဘဝကလည်းဘာမှသိနေမရှိဘူးဆိုတာခန်းစားပြီးတဲ့အခါမှာကျွန်တော်ဖျောင်းရမယ်ချင်းဒါဆိုကျွန်တော်ဒီမှာဒီမှာနေလားဆိုရဲအချင်းနဲ့ပေါ်တော့ချိန်မှချင်ပါတယ်
ကောင်းချီးပေးပါစေ ပုံမှန်တိုင်းပဲကျွန်တော်တို့6နာရီအဲ့ရနိုးမယ်ပြီး6နာရီခွဲကနေ9နာရီ15အထိပေါ့နော်အဆောင်လေးကိုနေတဲ့အဆောင်လေးကိုတန်းရှင်းလို့ပဲဖျားချောင်းပန်းပြောက်တန်းရှင်းလို့ပဲပြီးရင်အဲ့ရခင်းမြောက်လည်းတေချာစနစ်တကျတင်ထားမယ်ပြီးတော့အဲ့ဒါလေးပြီးတော့လို့ရှိရင်မနေ့စာပြီးတော့8နာရီမှာကျွန်တော်တို့ဖျားအလူတော်ရှိရင်ဒီယာတီဝတ္ထုအခြေအနေကောင်းတယ်ဆိုကျွန်တော်တို့ဘုံတလားရေတခုကိုတွားမှာဖြစ်ပါတယ်လို့ပြီးရင်အဲ့ဘုံတလားရေတခုမတွားခင်ကျွန်တော်တို့အပေါ်အပါများကိုတခါလေးတွားပါရန်ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်။ဘာလို့လဲဆိုတော့အလေးရပါတော့အလေးရဟိုမှာတွားလို့မရဘူးအပေါ်တော့တွားလို့ရတယ်အလေးတွားလို့မရလို့ပါလို့ကြီးညာချင်ပါတယ်လမ်းမှာတခုခုဖြစ်သွားလို့ရှိရင်တောင်းမယူပါဘူးဒီတော့ရေတပ်မှုလည်းယူလာပြီးဖို့ပေါ့နော်ရေတပ်မှုရဲ့ရေတပ်မှုယူလာမယ်ပြီးတော့မနေ့ပြန်ကြာရင်ကျွန်တော်တို့8နာရီထုတ်ပါဆိုတော့ဟိုကနေကြမ်းမာလည်းဟိုရောက်မယ်ဆိုရင်တနာခွဲလောက်ကြာဟိုကနေပြန်ထွက်လာမယ်ဒီပြန်ရောက်မယ်ဒီမှာညနေ6နာရီကြာရင်ကျွန်တော်တို့ပကူကိုပဲရာကုန်ပဲကိုပြန်သွားမှာဖြစ်ပါတယ်လို့ကြော်ရချင်ပါတယ်ပြီးတော့ပြန်တဲ့ line
ခီးမှာလည်းကျွန်တော်တို့အစားတောက်လေးတွေယူဆောင်လာဖို့ပေါ့နော်ကြိုဝယ်လာဖို့မှာကြားရှိပါတယ်လို့ဆက်လက်ပြီးတော့ကျွန်တော်တို့အစီအစဉ်ပြီးခါနေပြီပေါ့နော်အစီအစဉ်မပြီးခင်မှာကျွန်တော်တို့ဆရာရုပ်ပတ်စာစပောက်ပြီးကိုဖိတ်ခေါ်ချင်ပါတယ်ဆရာရဲ့အစီအစဉ်အတိုင်းကျွန်တော်တို့အစီအစဉ်ပြီးဆုံးမှာဖြစ်ပါတယ်လို့အားလုံးပဲမင်္ဂလာပါအချင်းကြပြီလားကျွန်တော်တို့လူငယ်များကိုနှွေးထွေးစွာနဲ့ကြိုဆိုပေးတော့အရှင်အသင်းတော်ကိုသူပဲကျေးဇူးတင်ရှိပါတယ်မနေ့2နာရီမာနာရောက်ကြိုဆိုတယ်ဆိုတာကတော်ရုံစဲမဟုတ်မှန်ကျွန်တော်တို့သဘောပေါက်ပါတယ်အမတန်မှအချင်းနဲ့ယာဒီမှာကျွန်တော်ဥပထိုင်ပြောသလိုပဲအမတန်မှကျွန်တော်ရဲ့နှလုံးသားများကိုရွေးထွေးစေတာကအရှင်များလူငယ်များကျွေးမွေးသောစံပြုတစ်ခွက်ဖြစ်ပါတယ်အဲ့ဒီစံပြုတစ်ခွက်ကအခုထိရွေးထွေးတော့ပဲဖြစ်ပါတယ်အာမင်ရန်ကုန်ရောက်တဲ့ထိတဲ့ရွေးထွေးဦးမှာဖြစ်ပါတယ်ကျွန်တော်တို့မျှော်လင့်ပါတယ်လူငယ်များအဲ့ဒီရွေးထွေးသောကြိုဆိုမှုစိတ်မှုဆိုသလိုဒီဆိုသလိုပဲအဲ့ဒီရွေးထွေးသောအိမ်တို့ကတော့အဲ့စံပြုတောင်းပြီးလို့ရွေးထွေးတဲ့အိမ်ကိုတတိယလာတော့မပြောတော့ဘူးနောင်လာမဲ့အတ္တတော်ရှောက်လုံးမှာပဲဒီလူငယ်များကြိုဆိုမှုကကျွန်တော်တို့အများနဲ့ခွန်အားဖြစ်နေမှာပါလို့ပြီးတော့အသင်းတော်အနေနဲ့လည်းအကောင်းဆုံးကျင့်စဉ်ပေးတဲ့အတွက်လည်းသူပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ရဲ့လူငယ်သမိုင်းတော်ရှောက်မှာတင်တန်းတွေတနေရာပြီးတနေရာသွားတဲ့တမျိုးပြီးတမျိုးသွားတဲ့တောက်ရှောက်ကျွန်တော်ရဲ့တွေ့ရှောက်တရှောက်အရာတော့ဆောင်းလေးအိတ်ဆရာတွေတိတိကျကျပြင်ဆင်ပေးတာကျွန်တော်ပထမဆုံးကြုံတွေ့တာပါအရှင်ဝသူပဲကျေးဇူးတင်ရှိပါတယ်ပြီးတော့တင်အောင်ဆရာတင်တော်ရဲ့ secretary လည်းဖြစ်တဲ့တင်အောင်ဆရာဆရာမကြီးပေါ်လည်းသူပဲကျေးဇူးတင်ရှိပါတယ်သူနဲ့ကျွန်တော်နဲ့ပထမဆုံးဆုံတွေ့တဲ့ချိန်တုန်းကတော့ဆရာမလည်းအခုထက်ပိုချောတယ်ပိုလှအခုလည်းကျွန်တော်တို့လည်းဘော်ဒီရိုးစကလုံးနဲ့ပြောမယ်ဆိုရင်မဖြစ်စီသေးဘူးဆရာမဘောကျွန်တော်အထူးပဲကျေးဇူးတင်ရှိပါတယ်ကျွန်တော်ဆရာစီကေခိုင်တန်နဲ့ခရီးစင်ထွက်လဲဆရာမအချိန်ကုန်ခံတယ်ဖုန်းစားတဲ့ဖြစ်မော်လေဖုန်းပြီးလာစားကုန်ခံပြီးတော့ဆက်သွယ်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ရှိပါတယ်လူငယ်သဘောတဘာဝလို့ပြောလိုက်ရလို့ရှိရင်တော့ဥပ္ပဒီကိုပြင်းပြကြမယ်လို့ထင်ပါတယ်။ Okay လည်းပြင်းပြကြမယ်ထင်ပါတယ်။အဲ့တော့လူငယ်တဘာဝအနေနဲ့ကြောမဆိုမာတာရှိခဲ့လို့ရှိရင်ပြုမှုမာတာရှိခဲ့လို့ရှိရင်ရှိမှသိချပါတယ်။ကျွန်တော်တို့ကနားလည်းပေးပါခွင့်လို့ပေးပါရင်းချက်ချင်းကိုတွားနေတဲ့အဆင့်မှာရွေးရှိနေတဲ့အတွက်နောက်လာမယ့်ချိန်များမှာကျွန်တော်ဆက်လက်ပြီးတော့ကြိုးစားပြီးတော့ကျွန်တော်တို့အသက်ရှင်သွားမှာဖြစ်ပါတယ်။ဒီနေရာမှနေပြီးတော့ကျွန်တော်တို့ရခဲ့တော့အကြောင်းအရာများကကျွန်တော်ဘဝအတွက်ခုနကကျွန်တော်ပြောခဲ့သလိုပဲစံပြုတ်တစ်ခါကကျွန်တော်နှလုံးသားနဲ့ဝေထွေးစေတယ်လို့အသင်းတော်မှကျူဆိုမှုအခမ်းများကလည်းကျွန်တော်ရဲ့အမတန်မှချမ်းအေးလာတဲ့မျိုးလေးမှာဝေထွေးမှုအဖြစ်နဲ့ဝေထွေးအစိမ်းရတော့ပွင့်ပေးတယ်ဘုရားရှင်ဝေထွေးတဲ့မြတ်တာကိုလည်းကျွန်တော်တို့ဒီနေရာမှာအဖြစ်အဝရရှိခံစားခွင့်ရတာဖြစ်ပါတယ်အဲ့ဒီကျွန်တော်အမတန်မှကျေးဇူးတင်တယ်။တစ်ဆက်တည်းမှာပဲလက်ဖန်ဘုံတလာကောင်းတဲ့အစီအစဉ်မှာလည်းဒီကလူတွေများအဆင်ပြေလို့ရှိရင်ကျွန်တော်တို့နဲ့တူလိုက်ပါပြီးတော့အခြေများကိုအကုန်ပြုစေချင်တယ်။မိမိတို့ရဲ့အခြေများကိုအဆင်ပြေလို့ရှိရင်ပေးဆက်စေချင်ပါတယ်။ဒါပေမဲ့အရင်ခက်ခဲရှိရင်တော့ကျွန်တော်တို့နားလည်ပေးပါတယ်အစဉ်ပြေတော့ကျွန်တော်တို့အတူတကွသွားရောက်ကြပြီးတော့မိသားရလည်းပွဲမိသားရေးပြီးလည်းဖြစ်ဘုရားကိုလက်တွေ့အသက်တာမှာပြုဖို့ပဲခြင်းလည်းဖြစ်မယ်အစီအစဉ်မှာပေါင်းပြီးဖို့အတွက်လူငယ်များကိုအထူးတလဲမေတ္တာရပ်ခံခြင်းပါတယ်အဲ့တော့ကျွန်တော်ခုနလူငယ်များအနေနဲ့ကျွန်တော်တက်လိုက်တော့လည်းတော့ကိုမေတ္တာကျွန်တော်ပြတယ်ဒီကြီးစင်ကတေးဆယ်နဲ့ချီပုံတဲ့အစီအစဉ်မှာကျွန်တော်လူငယ်များမေတ္တာပြခြင်းတော့လည်းကျွန်တော်မပြနိုင်ပါဘူးအခုကျွန်တော်တို့အလူငွေကောက်ပါမယ်အလူငွေကိုကျွန်တော်တို့ဥဒင်ပွင့်နဲ့ဟောက်ပြီးမှကောက်ခံပေးပါအဲ့ဒီpiano van pula ပြီးတော့ကျွန်တော်တချင်းတီဆိုမယ်
ကျိုးပြောချင်းတစ်ခုမှမရှိပါဘူးကျိုးတွေပြောကြချင်းတစ်ခုမှမရှိပါဘူးအစိုးအတူမီပါလာလို့ရှင်လေပါလာတော့ထဲလို့ရတယ်မပါလာဘူးဆိုလည်းအဆောင်မှာသွားပြန်ယူလို့ရတယ်ကျွန်တော်တို့တစ်ချင်းဆိုမယ်မပြန်လာမချင်းကြည့်ဦးကြရောက်မလာမချင်းကျွန်တော်တစ်ချင်းဆိုပါမယ်အဲ့ဒီတစ်ချင်းဆိုတဲ့အစီအစဉ်တွင်းမှာကျွန်တော်တို့ဘုံတော်ချီးမွမ်းခြင်းနဲ့ဒီအတင်းတော်ကိုကျွန်တော်အတွက်ကျွန်တော်မျိုးစိတ်ကျဲမှာဖြစ်ပါတယ်ဒီအတင်းတော်မှာခုနကျွန်တော်ပြောသလိုပဲနှွေးထွေးမှုကိုကျွန်တော်ပြင်းပြဝဝခံစားရရှိတယ်လို့လူချင်းကနေနှွေးထွေးတဲ့မိသားစုရရှိတယ်လို့ပဲထာဝရဘုရားစီကမှန်တယ်ကျွန်တော်တို့နှွေးထွေးတဲ့မိသားစုအပြည့်အဝရရှိပါတယ်မကောက်ပါနဲ့အောင်အဲ့ဒီမိသားနာကိုကျွန်တော်တို့ဒီမှာရှိတော့အတင်းသူတင်သားများအတွက်အင်းတော်များကျွန်တော်တို့ကျန်တဲ့ဘက်ပါဝင်ကြကြအောင် worship ဆိုတာကကျွန်တော်တို့လက်ခံဖို့အတွက်ပဲမဟုတ်ပါဘူး worship ရဲ့ပန်းတိုင်ကကျန်တဲ့ပြီးတော့မိမိအသက်တာကိုကျန်တဲ့ပြီးတော့စက်ကပ်ဖို့ပေးဖို့ဖြစ်တဲ့အတွက်ကျွန်တော်တို့ကျန်တဲ့ပြီးတော့ပေးဖို့အတွက်ပေးဖို့ရှိပါတယ်ကျန်လို့လည်းစက်တက်ဖြစ်စေချင်ပါတယ်ဒီလည်းအထူးညီမကြီးထိုက်ချင်တယ်ကျွန်တော်တို့ထိုင်ခြင်းနဲ့ဘုံတော်ချီးမွမ်းကြတာအောင်နော်အားလုံးရပြီးသားခြင်းပဲဖြစ်ပါတယ်ဘုံတော်ချီးမွမ်းရင်းနဲ့ဘုရားရဲ့ကျေးဇူးတော်များကိုရှေ့တွေ့ခြင်းနဲ့ကျွန်တော်တို့မိမိရဲ့ရှိတဲ့တက်တာကိုဘုရားစီကြံတဲ့စက္ကပ်ဖြစ်ပါတယ်ဘုရားစီကြံတဲ့စက္ကပ်ဖြစ်ပါတယ်အ내အများပေးလူခြင်းကမိမိတဘောဝလုံးကိုဦးစားပြုတဲ့ဘုရားအတွက်ကြံတဲ့ပေးလူခြင်းဖြစ်တဲ့အတွက်ကျွန်တော်အားလုံးပါဖို့ပေးခေါ်ချင်ပါတယ်နေချေတမရောရေနာလေဟန်ဆိုင်ယာဘီဘာလို့တေလို့လဲဂျေဇူးတော်ကြောင့်သာလာမေနာကတဲ့လူတော်ပါကိုရောရှိ
။
အဲ့ဒီ music ကို share ပါအဲ့ဒီ music ကို share ပါဒီ music အတစ်ချိန်မှာရှင်းတလာပြီးတော့သူတစ်ပါးအတွက်အသက်ရှင်တရားသူတစ်ပါးအတွက်ငြိမ်းချမ်းရာကိုပေးတော့ရှင်တန်ခြင်းကောင်းသောအတိကိုပြီးတော့ music ကဖြစ်လာမှာဖြစ်ပါလားဆုံးစမ်းခြင်းကိုဆုံးစမ်းခြင်းကိုဆိုင်ရာမြေတားလို့ရှင်ဘုရားကျေးဇူးတင်ပါတယ်။ဒါသမီးများအတွက်ဖြစ်ကျွေးကိုဆက်ရုံတင်မကဘဲနဲ့အဲ့ဒီအဖြစ်မှန်ပြီးတော့အဖြစ်တရားကိုအောင်နိုင်တဲ့အသက်ရှင်တော်ဘုရားဖြစ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါသမီးများအတွက်ရှင်ပြန်ထားမြောက်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒါမဲ့နေ့မနေ့ဖြတ်တဲ့ဆိုရင်စတဲ့ခုမှမရှိတော့တဲ့ကျေးဇူးတင်ပါတယ်။ကိုရှင်ဖျားတဲ့အတွက်အသက်ရှင်ခြင်းခွင့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီကနေ့မှာလိုက်ကြတော့အရာပဲစီတဲ့တာကိုရှင်ပြစကားပြောတော့ပါသူတို့ရဲ့အတ္တမှာသူရဲ့ဆိုးရိမ်မှုဘာလို့ဆိုးရင်လဲဆိုတော့မသိဘူးသို့တော်လည်းအနာဂတ်တစ်ခုလုံးကိုပိုင်တော့ဆိုးတော့ကိုရှင်ပြရှိတဲ့အထူးပဲကျေးဇူးတင်ရှိပါတယ်ဒီကနေ့ဒီညနေပြန်သွားတဲ့အခါမှာအရှင်တဲ့တော်တော်ကောင်းလူငယ်များတော်ကောင်းမတုံမီမြို့ကိုဆုံးသွားတဲ့ဇာတိမီတော့ရန်ကုန်မြို့ကိုပြန်သွားတဲ့အခါမှာကိုရရှင်ဖျားလာသမီးများနဲ့တူလိုက်ပါတော့ပါအသက်တာတစ်လျှောက်လုံးမှာကိုရရှင်ဖျားအသက်ရှင်တော်ဘုရားဖြစ်တဲ့အကြောင်းကိုလောကကိုတည်တည်ခံဖို့တဲ့ကိုရရှင်ဖျားမာစာတော်ပါတန်ရှင်တော်အသက်တာနဲ့ရင်းချတော်အသက်တာနဲ့အသက်ရှင်နိုင်ဖို့မာစာတော်ပါကိုရရှင်ဖျားအတူပါရှိခြင်းမျက်မှောက်တော်အမြဲတမ်းဝန်ခံနိုင်ဖို့တိမနိုင်ဖို့ခံစားနိုင်ဖို့အတွက်ကိုရရှင်ဖျားမာစာတော်ပါ
ယေရှုခရစ်၌ယဉ်ကျေးခြင်းအတ္တတာဆိုတဲ့ကောင်းစဉ်နဲ့2019 BBC One UK အောင်မြင်စွာပြီးဆုံးနိုင်ဖို့အတွက်ကိုညီမစာပြီးတော့ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်ရဲ့ယေရှုများကိုအစင်အောင်မေတဲ့ရှင်မွန်တဲ့ကျွန်တော်တို့အတ္တတာကိုဝရှင်ပြတဲ့တော်တို့အတ္တပံကျမ်းစကားအနေနဲ့ဤ UK ကိုလည်းအောင်မြင်စွာပြီးဆုံးကြောင်းကြေညာခြင်းအစီအစဉ်အဆုံးသတ်ကြပါဖပါရ2018မှာ UK မရှိပါဘူး2019မှာကျွန်တော်အားလုံးဘယ်သူမှကျိုးတဲ့သွားခြင်းမရှိဘဲနဲ့အားလုံးကျွန်တော်တို့ပြန်ပြီးတော့ပါဝင်ကြရအောင်အားလုံးယေရှုနာမ၌ဖိတ်ခေါ်ချင်ပါတယ်ယေရှုတဲ့တော်များနဲ့သူပဲကျေးဇူးတင်ရှိပါတယ်